ယေရှုကဒုတိယမွေးခြင်းကိုမခံတော့သူမိတီကဖျားသခင်နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်ကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3ခန်းငယ်3မှာဒီအရာကိုကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကတင့်ကိုဖျားကဒုတိယမွေးခြင်းကိုခံစေချင်တာဖြစ်တယ်ဘာကြောင့်လဲဖျားသခင်ရဲ့နိုင်ငံတော်ကိုမြင်ရဖို့အတွက်ဒုတိယမွေးခြင်းကိုခံမဖြစ်တယ်ဆိုတဲ့အရာကအမိန့်တော်ဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာဒုတိယမွေးခြင်းဆိုတဲ့အရာကဝိညာဉ်အရာဖြစ်တယ်ထိုဝိညာဉ်အရာကကျွန်တော်တို့အသက်တာကိုပြောင်းလဲစေမယ့်အရာဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာဝိညာဉ်စိတ်ခန္ဓာ၃ခုစလုံးရှိတယ်တို့ပေမဲ့ဘုရားကကျွန်တော်တို့ကိုထိုဝိညာဉ်အားဖြင့်ဒုတိယမွေးခြင်းကိုခံမှုအတွက်ယေရှုကမိန့်တော်မူတဲ့အရာကိုနားလေစေချင်တာဖြစ်တယ်တင်းရဲ့အသက်တာထဲမှာဘုရားကဟောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေဘုရားနဲ့ဝေးကွာတဲ့အရာတွေအားလုံးကိုယေရှုခရစ်တော်အားဖြင့်ဘုရားကအသင်ကိုနီးစေပြီဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဘုရားကခရစ်တော်ထဲ၌အသစ်ပြုပြင်ပေးတာဖြစ်တယ်။ထိုခရစ်တော်ထဲ၌အသစ်ပြုပြင်တဲ့အရာကဒုတိယမွေးခြင်းဖြစ်တယ်။ခရစ်တော်ထဲ၌အသက်ရှင်ခြင်းကဒုတိယမွေးခြင်းဖြစ်တယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အခန်းငယ်7ကနေ18မှာလူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောတတ္တဝါဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီထို့တို့ဖြစ်သောဘုရားသခင်တကိုးတော်အပြည့်ဖြစ်ကြ၏ဘုရားသခင်သည်ယေရှုခရစ်အဖြစ်ငါတို့၏ယံကိုငြိမ့်စေ၍ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏ထိုမိဿဟာရတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏ဒီနေ့ဒီချိန်ခါမှာကျွန်တော်ရဲ့အသက်တာထဲမှာစိုးရင်ခြင်းရှိတယ်စိတ်မကောင်းခြင်းရှိတယ်မေတ္တာတွေခေါင်းပါကြတယ်အဲ့ဒါအရာတွေအားလုံးကဟောင်းတဲ့အရာတွေဖြစ်တယ်တေခြင်းတရားလည်းဟောင်းတဲ့အရာတွေဖြစ်တယ်နာကျင်ခြင်းယောဂဝေဒနာခံစားရခြင်းဟောင်းတဲ့အရာတွေဖြစ်တယ်တို့ပေမဲ့သင်ဟာခရစ်တော်ထဲ၌ရှိတဲ့အခါမှာအသစ်ပြုပြင်တဲ့တတ္တဝါဖြစ်တယ်ဥပမာဆိုရင်ညစ်ပတ်နေတဲ့အင်ကြီးနော်ညစ်ပတ်နေတဲ့ဆောင်းတွေညစ်ပတ်နေတဲ့ခေါင်းအုံးတွေဒီသင်ရဲ့အဝတ်အစားတွေကညစ်ပတ်မှဆိုဒီညစ်ပတ်တဲ့အရာတွေကိုကျွန်တော်တို့ဘယ်နေရာမှာသွားလျှော်ရလဲရေထဲမှာစိန်ရတယ်ချွတ်တိုက်ရတယ်စက်ပြာနဲ့ကျွန်တော်တို့လျှော်ရတာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ရဲ့ဒုတိယမွေးခြင်းဆိုတဲ့ခရစ်တော်ထဲ၌အသစ်ပြုပြင်တဲ့အရာမှာကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့လက်ဝါးကားထဲမှာခရစ်တော်နဲ့တူအသေးခံပြီးတော့ထို3ရက်မြောက်တဲ့နေ့မှာထိုခရစ်တော်ရဲ့ဒီဟူသောထိုတန်ရှင်သောဝိညာဉ်တော်အဖြစ်တင့်ကိုဖျားကပြောင်းလဲစေမှာဖြစ်တယ်။တင်းရဲ့အညစ်အဟောင်းတွေကိုဖျားကယေရှုရဲ့အတွေ့အကြုံအဖြစ်ဆေးကြောပေးတယ်။တင်းရဲ့အကြံစီမကောင်းတဲ့အရာတွေတင့်ကိုနှိပ်စက်တဲ့အရာတွေတင့်ကိုအုပ်ဆိုးတဲ့မှောင်မိုက်တကိုးတွေတင့်ကိုဆင်းရဲစေတဲ့ဝိညာဉ်တွေတင့်ကိုမေတ္တာခေါင်းပါစေတဲ့အရာတွေတင့်ကိုစိတ်သက်ကြစေတဲ့အရာတွေအားလုံးကိုယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာဖျားကအားလုံးကိုမြုပ်နှံလိုက်ပြီဖြစ်တယ်။ဒါကြောင့်မလို့သင်ဟာဒုတိယမွေးခြင်းကိုခံတဲ့သူဆိုရင်ခရစ်တော်ထဲ၌ရှိတော်သူဖြစ်ဖို့လိုတယ်။သင်ရဲ့ညစ်ပတ်တဲ့အရာတွေသင်ခန္ဓာကိုယ်မှာကပ်နေတဲ့ညစ်ပတ်တဲ့အရာတွေသင်ခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေအားလုံးကိုဖျားကစေးကြောပေးပြီဖြစ်တယ်။ဒါကြောင့်မလို့သင်ကိုဖျားကတန်ရှင်သောဝိညာဉ်တော်ထဲ၌မွေးဖွားတော်သူဖြစ်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဖခင်ရဲ့တကိုးတော်အဖြစ်တင့်ကိုဒုတိယမွေးခြင်းကဖြစ်စေမှာဖြစ်တယ်။ဒါကြောင့်မလို့ဒုတိယမွေးခြင်းကိုခံတဲ့သူကဖခင်ရဲ့နိုင်ငံတော်ကိုမြင်ရတယ်။ဖခင်ရဲ့နမိတ်လက္ခဏာဖခင်ရဲ့အသစ်ပြုပြင်ခြင်းဖခင်ရဲ့ကျေးဇူးပြုခြင်းဖခင်ရဲ့ကောင်းချီးမင်္ဂလာအသစ်တွေကသင်ရဲ့အသက်တာမှာရောက်လာတာဖြစ်တယ်။ခရစ်တော်ထဲ၌ရှိလျင်ဆိုတဲ့ထိုဂတိတော်ကတင့်ကိုအသက်ပြုပြင်တော်တတ်တော်ဖြစ်တယ်။အရင်တုန်းကသင်စိတ်မကောင်းခဲ့တဲ့အရာတွေယခုပဲသင်ဝမ်းမြောက်တယ်။အရင်တုန်းကသင်မယုံကြည်ခဲ့တဲ့အရာတွေယခုပဲယုံကြည်ခြင်းရတယ်။အရင်တုန်းကသင်ကိုဘိုးဘေးဘာဘေးချိန်ချင်းအမင်္ဂလာအားလုံးကိုယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကကောင်းခြင်းမင်္ဂလာအသက်တော်ကောင်းခြင်းမင်္ဂလာတွေရရှိတာဖြစ်တယ်။ဒါကြောင့်မလို့သင်ကိုဘုရားသခင်ကယေရှုခရစ်အားဖြင့်ကျွန်တော်တို့ရဲ့အားလုံးကျွန်တော်တို့ရဲ့ပတ်လည်မှာရှိတဲ့အရာကျွန်တော်တို့ရဲ့အတွင်းလုံးသားမှာရှိတဲ့အရာတွေရန်တွေကိုညှိမ့်စေပြီးတော့ဘုရားရဲ့အတန့်ရှင်းဆုံးဌာနမှာမိတ္တဟာရဖွဲ့စေတာဖြစ်တယ်
ကြောင့်မလို့ကျွန်တော်တို့ကယေရှုခရစ်တော်နဲ့တူမိသားဖွဲ့တော်သူဖြစ်တယ်ယေရှုခရစ်တော်ရဲ့မဆာခြင်းယေရှုခရစ်တော်ရဲ့ကျေးဇူးပြုခြင်းကျွန်တော်ရဲ့အသက်တာထဲမှာမဖြစ်နိုင်တဲ့အရာတွေအားလုံးကိုဖခင်ကဖြစ်စေတယ်ဆိုတဲ့အသက်တော်အရာကိုထိုယေရှုခရစ်တော်အဖြစ်ပေးအပ်ခြင်းကဒုတိယမွေးဖွားခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒုတိယမွေးခြင်းကိုခံပြီးတော့ဖခင်ရဲ့နိုင်ငံတော်ကိုမြင်တော်သူဖြစ်ပါစေဒီအရာအတွက်ကျွန်တော်ကျေးဇူးချီးမွမ်းရအောင်ဟာလေလုယာဖခင်ကျေးဇူးတင်တယ်ကိုရဲ့ဒုတိယမွေးဖွားခြင်းကကိုတော်နဲ့တူမိသားရပြရတော့အခွင့်ကိုပေးပြီးကြောင်းကျေးဇူးချီးမွမ်းတယ်ကျွန်တော်တို့ရဲ့ဟောင်းတဲ့အရာတွေကျွန်တော်တို့ရဲ့မကောင်းတဲ့အရာတွေကျွန်တော်တို့ရဲ့နာကျင်တဲ့အရာတွေကျွန်တော်တို့ရဲ့မယုံကြည်ခြင်းအရာတွေအားလုံးကိုယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာယံကိုညှိစေပြီးယခုပေကိုတော်နဲ့တူကိုတော်ဆုတောင်းရတော့ခွင့်ကိုတော်နဲ့တူမိတ္တဟာရပြရတော့ခွင့်ကိုတော်ဤကျေးဇူးတော်ကိုတားမလို့ခံစားရတော့ခွင့်ကိုတားမလို့အထင်းနိုင်ကိုတော်ပေးအပ်တော်မူကြောင်းကျေးဇူးချီးမွမ်းတယ်ထိုဝိညာဉ်တော်အားဖြင့်ဒုတိယမွေးခြင်းဆိုတဲ့ယေရှုခရစ်တော်ရဲ့မဆာခြင်းယေရှုခရစ်တော်ရဲ့ကျေးဇူးပြုခြင်းကိုတားမလို့အသက်တာထဲမှာအပ်ပေးတော်ကြောင့်ကျေးဇူးချီးမွမ်းတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုတော်လမ်းပြပါဒီမှာရှိနေတဲ့သူရောက်စီတိုင်းကိုကိုတော်ရန်တွေညှိမ့်စေပါကိုတော်နဲ့သူမိသားရဖွဲ့စေပါမိကြောင်းသူတို့ရဲ့တက်တာတဲ့နေဒုတိယမူပွားခြင်းကိုခံ၍ကိုရိတ်နိုင်ငံတော်ထဲ၌ကိုတော်စံစားရပါမိကြောင်းယေရှုခရစ်တော်နာမ၌ယခုပင်ကောင်းချီးပေး၍ယေရှုနာမ၌စက္ကပ်အနံပါတဲ့ဖဖျားခင်အာမင်ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေဒုတိယမွေးခြင်းကိုဖျားကတင့်ကိုယေရှုခရစ်အားဖြင့်ပေးပြီးဖြစ်တယ်အာမင်